那么用把人来个都能看过去啊。အတန်ပိတ်ထားတယ်မလားတနာပါရဲ့သူမှအကောက်မဝင်နိုင်တာမင်းခေါ်ခဲ့စမ်းပါမင်း on fire ဆိုတဲ့မင်းကြီးတဲ့နေကြ on fire ဆိုတဲ့အကောင်လေးကိုခေါ်ခဲ့စမ်းပါငါပြောမယ်ဆိုညီလေးပေါက်စားညီလေးကိုပြောတာမဟုတ်ဘူးเนาะအဲ့ကောင်ပြောတယ်ကြီးတဲ့တယ် on fire ကိုပြောတာခေါ်လေကိုတာကျော်တို့ on fire ကိုခေါ်သွားပါမယ်လို့ on fire တဲ့ကျော်လုံးလုံးခေါ်လာကြလားခုခဏလေးကျွန်တော်မလို့ရရသေးဘူးကြီးနေတဲ့မဲ့ကောင်ရဲ့ဒင်းအောင်မတူတာမင်းတို့ကကြီးဖို့မယ်ဆိုအဲ့မင်းတို့ကကြီးနေမဲ့လေဘာလို့ပြောမှလဲအဲ့ဒီနေပြောမှမတည်ဘူးလားညီလေးဟိုပြစ်ခံနေကြမှာ GB ဖွဲ့ပြီးတော့ညီလေးအမှဟန်ကန်ပြဆောက်ခွက်ပြပြီးတော့ညီလေးကြီးလွှဲပြီးမှမင်းတို့ငါဘသူဆိုပြီးအမှပြောတာမဟုတ်ဘူးလားလို့ညီလေးကြီးပွဲတစ်ခါမပြစ်ဘူးလားအဲ့လိုပြောလာရအောင်အဲ့လိုပြောလာရအောင်ဟုတ်ကဲ့မင်းကြီးပြတော့ကောင်းဟုတ်လေကွာဒီရှင်းပြလားကြီးပြပဲကြီးပြရနိုင်ကိုပြောပါအေးပြောပါလေအခုလောလောဆယ်မင်းကောင်တင်မလားမတင်ဘူးမင်းကောင်တင်မလားငါလုံးမှာဆိုရှယ်ကောက်ချတာလေဒါမှမသိဘူးအဲ့ဒီမေးကြည့်တဲ့ကောင်လေးတေးဝန်ကောက်ပဲလားငါပြောတာမစင်ကြောင်းတာလေတော့မစင်ကြောင်းမကြည့်ဘူးကွာငါပြောအရင်လေး接要把这个交给你。我们讲啊，你这个拿来经理的表嘛吧？你这个都没有一块表嘛？安排呗我，别个来了就叫 BM 啊我。Five咩講 Lucky 啩？唔係話 Five咩講 Lucky。哦，Lucky 呢個講啦。但係你လူတလီတဲ့နဲ့ထွက်ပါဆက်တဲ့နေဘယ်သူဝင်နေအောင်တိတ်ကွာဖိုင်နော်ဒါရှိနေတော့ချုံလာတယ်可以吗？超危险的。阿麦ပဲပြောတယ်အမိုက်ပြောတယ်ဘူးမမသိဘူးလားတားပေးနေတာတားပေးရဆုံးနေတာနေလား对，好谢谢。မှန်ပါမေးလိုက်ပါဒီမှာရပြီးတယ်ပါမေးလိုက်ပါဒီကားနဲ့လူကြီးကဘာမှမပြောသေးအမေပါမီမှာငါအဲ့ကောင် file စိတ်ခံနေပါငါငါပါလေဟုတ်ပြီဘူးဒီနေတော့အခုလည်းပြန်လာရပြီဘီယာမှာအခုလောဆယ်လီတာခိုင်းထားတယ်ဒီနေ့တော့ဒီလားဒီနေ့မဲ့ဒူပဲပါပဲဆိုတော့ပြောနေတာဘယ်တော့မှဖိတ်နေပြုံးမှလေးတာနေနဲ့ဖတ်ပြီးဖိတ်နေငါဘသူပါဒီချမပြီးဖတ်ပြီးတော့ဆရာရောအင်းပြည့်တယ်အေးပါဆုံးမှာဟုတ်ပြီပါပြင်ပါ brother တကယ်လို့ဒီဖို့ပါပြင်ပါပြည့်တဲ့နဲ့ကောင်ညိမှာပေါ့ငါနဲ့အဲ့ကောင်နဲ့ပြင်မယ်ဆိုရင်ငါနဲ့အဲ့ကောင်နဲ့ညိမှာပေါ့ကျွန်တော်ပြင်မှာအေးဟုတ်တယ်ပြောပြလိုက် M4 နဲ့ပြင်မှာဒီမှာဖြစ်နေရအောင်နော်မီလူတွေဘာဖြစ်ချင်ခေါင်းနဲ့ကြည့်နေတာခေါင်းနဲ့ကြည့်နေတာခေါင်းနဲ့တော့မင်းကဒီကရုပ်ပေါက်ကြတာဘယ်နဲ့လိုက်ကြည့်လောက်ပြန်ပြီဒီကောင်ကလောက်ပြန်ပြီမြန်မာနိုင်ငံမှာစောက်ပြရတယ်လားဒီမှာလာဟဲ့ဘယ်လိုလဲလားပြည့်မယ်လားဗီဒီယိုပို့နေပြည့်ပြီးမှဗီဒီယိုပို့နေမိုင်းတဲ့ဘာလို့မိုင်းပိတ်တကပိတ်မိုင်းကမပြောနဲ့မင်းတို့လောတဒီကလာခဲ့ဆမ်းမမင်းနဲ့ငါဘယ်တော့ပုံလာခဲ့လား
你这里，你这么你不干，我们西也没路哎，别的搞哪里乌喽，阿鲁喽，到佛说到哪过来讲你别路说话，阿鲁说你别路没来记的，到佛面到么地，到路面到么地，到路红地比的。我说哎呀，这嘛，ပြောပါများလို့ချက်ပြီးဘာပြမှာပြီးပြမှာလားပြမှာဟုတ်ပြီဟုတ်ပါပြီဒီမှာပြမှာပြဟုတ်တယ်ခါပါနေနေ跳舞没路了，讲呀，没关系，就下来呀。ကြားတယ်ကွာမဟုတ်ကြားတယ်အမတို့ကကြားတယ်ငါအဲ့ကာဗွန်နဲ့ဟိုကနေကိုမတည်ပေးချင်တော့ဒီလားငါအဲ့ကောင်လည်းပဲပြစ်ချင်တယ်ဒါအာနေရငါအဲ့ကောင်လည်းပြစ်မယ်လို့မင်းတည်မယ်ရဲချင်တာငါပြောရင်ငါ ဒီငါနဲ့တည်မယ် ဒီမင်းပြတ်ပဲပြတ်လာ တည်မယ်ငါနဲ့ပြစ်မယ်လို့ငါနဲ့တည်မယ်လို့ခေါ်လိုက်အဲ့အခုမင်းအခုဒီပြီးဖွဲ့မဲ့ကောင်လေးကိုခေါ် တော် လိုက် လေးကိုပြောနေတာလေနည်းနည်းငါလည်းဘာမှမလိုက်တဲ့ရှိချင်ရတယ်အဲ့လေအဲ့လောက်ကြီးကလိုက်ချင်ရတယ်ဒီနေ့လည်းလည်းပြင်ပါအဲ့ဒါစစ်စစ်လေးဟိုလာတာကြေးမဟုတ်ခဏလေးနေရောခဏလေးနေရောမင်းကြေးပွဲအကြောင်းမပြောနဲ့ညီလေးပွဲဖြစ်တာအခုငါတို့မင်းဘက်ကထုံမဲ့ကောင်နဲ့ငါဘက်ကထုံမဲ့ကောင်နဲ့ဖြစ်တာမင်းနဲ့ငါနဲ့ဖြစ်တာ ဒါပေးပြီရောက်ကိုဒါပေးလိုက်ငါတို့တော့မကြည့်ဘူး တက်တာမှအဲ့ဒီရချက် ပေါက်စားကြီးလေးပေါက်စားကိုပြောတာဟုတ်တယ်ဗျအဲ့ကောင်နဲ့အဲ့အခုအဲ့ကောင်နဲ့ကိုနဲ့ဖြစ်တာကွာအဲ့ကောင်နဲ့ကိုနဲ့ဖြစ်တယ်ဟုတ်တယ်မလားအဲ့ကောင်ဖြစ်ရလား မဟုတ်ဘူးငါပြောတာပြူဒီလိုပဲပြောတယ်အခုပြည့်မယ်လို့အခုမဟုတ်ဘူးအကောက်ပိုင်ရှင်နဲ့အကီဝင်နဲ့ဒီလေးနဲ့မပြည့်ဘူးလား မဟုတ်အဲ့ဒါလည်းပြောတာကြီးငါ့ကိုသွားတော့ကျွန်တော်ပြောတာပြောတာလေပြောတယ်ဟာရတယ်ကျွန်တော်ပြောတယ်ဆိုတော့ဘာလဲနည်းနည်းပြခိုင်းလို့ပြောတာလည်းဒီဘက်ကလည်းကျွန်တော်ပြမယ်လိုက်တော့ပြောရတယ်ပြောရင်တော့ကျွန်တော်ကတော့နေချက်မပြောဘူးမရဘူးဒီနားထောင်လားမင်းမင်းမပြောမင်းဒီကနားလေလား ဒီဘက်ကပေးနေတာကတော့တော့တော့မင်းလည်းပေးနေတာတော့တော့လိုက်တယ်လိုက်တယ်လိုက်တယ်အဲ့လိုပြောနော်မင်းတို့အကုန်ကြားတယ်နော်ငါတို့တော့ရှင်းနေတယ် မင်းပွဲမှာပြင်မယ်တော့မလားငါတို့ချိန်ပါလို့ပြင်ပါလေညီလေးက လိုက်တယ်ငါအဲ့ဒါတော့ပတ်မှလည်းလိုက်ကြည့်တာဒီဒါပဲဒီမှာတော့နော်ငါကောငါတော့ရှင်းနေတယ်ပြိတ္တာတယ်ဆိုငါတို့ပြောနေမှာအဲ့လိုလို့ပြိတ္တာဘက်ကောင်ပဲလိုက်ပြီးပြီအဲ့လိုဘာလို့ပြိတ္တာလဲဘာလို့ဘာပြီးပြင်မယ်လို့ကောင်းစားလို့အဲ့ကောင်နဲ့ဆိုရင်ငါပြင်မယ်လို့ ပြည့်မယ်ဆိုတော့ငါတို့ရောက်ပါရှိရမှာမတဲလိုက်တော့ပြီးပြီ အေးမဆိုင်တဲ့ကောင်လေးတွေမတဲဟိုင်းကြီးမတဲဟိုင်းကြီး ကျွန်တော်ဘာဝင်ဖောင်းတာ လော်ဘီရမှာလာလာပါထိုင်လို့လော်ဘီပြောတာ မပြောနဲ့ဟိုနေလာလည်းမဟုတ်တိုင်းပြောတာလည်းမဟုတ်ငါပြပြမယ်ဆိုတော့မှပြဒီနေ့ငါတို့နဲ့ဝိုးဆောင်ပြပါတယ်ငါတို့နဲ့ဘယ်လိုစကားပြောလဲဆိုတာလေးနေသိဆုံးအဲ့လိုပဲငါတို့နဲ့ဟိုငါတို့နဲ့ဒီလိုဘယ်လိုကောင်းလဲဆောက်ကလည်းဒီကြောင်ရောက်ပဲရှိအဲ့ဒီခါကငါတို့လိုင်းတာမပါဘူးညောဆောက်ကားတဲ့ကောင်မပါဘူးရောမရှိတဲ့ကောင်မပါဘူးအဲ့လိုကောင်မျိုးတွေငါတို့အေးပဲပြောတာအဲ့ညာငါမင်းအေးဆေးပြောလာငါ့ကိုပလိန်လာပြောလာရှင်းရှင်းလေးကိုစိုးမေးလိုက်ရှင်းရှင်းလေးပဲမင်းအညာလော်ဘီရမှာရှိတဲ့ကောင်လေးကိုခေါ်လိုက် ကျွန်တော်တို့ဘိုးကလည်းပြောတာအေးဒီပဲစကားလည်းအေးကြီးပဲပြောပြီးစောတာနော်
easy ပဲပြောလို့ထားလိုက်သူပြောတာထားလိုက်မမ်းမယ်လားပြောပြီးမှပြောမယ်ပြောမယ်လားသူဆိုအဲ့ဒါကျွန်တော်ကညဗျာကျွန်တော်တို့ပြစ်တယ်ကျွန်တော်နိုင်သွားတယ်အဲ့ကျွန်တော်အစတော့အဲ့ဘဲတော့ပဲပြောကျွန်တော်မင်းဆောက်လို့ငေါ့လဲနိုင်တာလည်းမဟုတ်ဘူးမင်းဆရာကြီးလို့တန်းကလေးမသိကျွန်တော်အဲ့လိုအရင်စပြောတာကျွန်တော်စပြောတော့ဟိုဘေးကနေပွဲလည်းမပြီးကျွန်တော်ဗျာတဲ့ပွဲလည်းပြီးကျွန်တော်တို့လည်းချင်းချင်းနေရမယ်သူကအဲ့လိုပြောတာတော့ကျွန်တော်ကြားလိုက်တယ်ပြီးတော့ကျွန်တော်ကအဲ့ဘက်ကိုအောက်ချပြီးကျွန်တော်ကညပြတော့သွားကြည့်နေတာသွားကြည့်နေတော့အိုင်တဲ့သူကျွန်တော်ကတော့လိုက်အောက်ချပြီးတော့မင်း အောက်ပါအိုင်ပါတော့အောက်ချ မျိုးမျိုး အဲ့ဒါတို့အိုင်ရတို့ပြောပြရတယ်တို့ဘာမှမပြောကျွန်တော်ကလည်းအေးပဲဗျာအိုင်ရပြောတာဒါလည်းတက်တက်ကြားအဲ့ကြားတော့ငါအဲ့ဒါလည်းဒီကြားပြီးအိုင်ရလာလို့ဘာလဲလို့ပြောမှာတော့အဲ့ဒါတက်တော့လေအိုင်ရငါတက်တက်ကြားကာမလေးတော့ဘာပြစ်လိုက်သေးရဲ့အဲ့ဒီမှာသွားလိုက်တယ်အဲ့လိုက်ချင်သွားပြီးသွားလိုက်ပြီးတော့အိုင်ရငါပြီးတော့အိုင်ဆိုင်လိုက်တယ်အာတီလို့ဆိုပြီးတော့ဘာလဲဝင်လာအဲ့ဒါဝင်လာတာအဲ့တော့လည်းဝင်လာတာပြီးတော့ဘာလို့လဲပတိလူလေးချင်းတင်ထောင်းနေတော့မကြည့်ဘူးတင်ထောင်းနေအကောင်လူဒီကြလာအန်ဂျိုလို့ပြောအခုတို့ပြောအဲ့ဒီကိစ္စကိုတရားဆက်ဖြစ်တာနောက်တစ်ဆင့် ကိုစိုးညီလေးပြောမယ်ကိုကောင်ပြောပါညီလေးပြောမယ်ကိုစိုးအကြီးတရားအနေနဲ့ညီလေးပြောလိုက်မယ်ကိုစိုးအဲ့ကောင်ပြောရတဲ့မှာစကားပလီဟာအများကြီးပါတယ်ကိုကြီးပြောပြကြားရစကားတစ်လုံးမှမပြောဘူးအဲ့ကောင်ကြော်ပြီးပြောပါ ကိုတို့တော့တောက်မယ်ဒီလိုအဲ့လိုပလိမ့်တာလို့နော်အဲ့ဒီနေတာသူတို့မိုင်းရုံထဲမှာရှင်းတာကျွန်တော်ပြလိုက်တယ်လို့ ဒီကောင်စောက်ပေါ်မှုရင်းနေတာ တို့နိုင်တဲ့ကောင်ဘာမှမမိုင်းရုံတူတာတော့အလုပ်ပြောရတာမိုင်းကြတော့မယ် အပေါ်လောက်ပြောရလားငါဘကောပူထားတယ်မေးကြည့်ရောငါတလုံးမှမပူ တာကြီးနဲ့ record နဲ့ဘယ်ကပို့ကြတယ်မင်းနောက်မှပို့တာငါဆိုတော့ရိုက်ပို့တာမေးကြည့်လိုက်သူတော့တော့ကျွန်တော်တို့ကြောက်တော့အဲ့ဒါလည်းကျွန်တော်ဟိုရှင်းပြီးခုချင်းကိုပြီးပြင်လာပါရှင်းပြင်လာလားဟောလာ ပွဲတယ်လိုက်မယ်လို့ပွဲမှာပြစ်မှာပေါ့မင်းရတယ်အခုချိန်ကြီးပြစ်မှာလို့လီးမှမပြစ်ဘူးလက်ဆန်းလို့ဖြစ်သွားမှာပေါ့ ကြောက်တော့ ဝင်ကြီးပြမှာလားဝင်ကြီးပြမှာနေတောင်းမကြီးပြမှာ တော့ဘာပြေးပြေးပြေးကောက်ပေးတာခါလေးနဲ့ဆက်တက်ပြီးတော့မှာငါတော့ဒီလေးကောက်ပေးတာလို့ပုံစံချင်းဆက်ချင်းစားဖို့လားပြင်းလားတေချာတင်လားတေချာတင်လား မင်းကိုပြောပါမင်းကိုပြောပါ ပြေးပြေးပြေးလို့အားလုံး ကဲရမယ်မောဖားတယ်ဒီကျင်းမှာလောက်ချင်းည မင်းကောင်ကြိုက်တဲ့ချိန်ခါလိုက်ပြီ အဲ့ရန်တို့လားဒီမှာနေနေကြည့်တာလို့ပြေးဒီ မင်းနဲ့နော်မင်းနဲ့40ကြီးနော်နိုင်ကြီး40နော်မင်းနဲ့နော် ဟုတ်တယ် ဟုတ်လားနိုင်ဒီခါလေးခလေးနော်ကျော်ရမယ်နော်ဒီနေ့တော့နေပတိနဲ့တေကြီးရောနိုင်နေတယ်ကိုတော့ချိန်နေရဘာလို့ပြောတာလဲမဆမ်းမတယ်ပြောအောင်ဒီကဟောလာတာဒီကပြင်မှာပါလေဘာလို့ကြည့်နေလဲဘုရားဟိုင်းတာတရားဟိုင်းတာမနေလို့တရားဟိုင်းနေမှာပြောတာဟိုပေါက်စားပြောတာငါနားလေတယ်ပေါက်စားပြောတာငါနားလေဒါပေမဲ့မဟုတ်ဟုတ်တယ်မင်းအိုက်ကောင်နဲ့ပြည့်ငါပြည့်ရဲ့ငါပြည့်မယ်ငါလည်းဖြစ်တဲ့ကောင်ဖြစ်တဲ့အတွက်ငါပြည့်တယ်တခြားကောင်တွေငါလာမပြည့်ခိုင်း ဒီလိုတော့လည်းဘာပါအင်းအားတော့လည်းဒီတော့ဘာလို့လဲလူကနိုင်ပြပွဲမှာမိုင်းပဲပြောတယ်ဒီမျိုးတို့တကယ်ရှိတယ်မှာဘာပါလဲဆိုပြီးရှိနေမှာဘယ်ရှိနေမှာပဲပြင်းနေတာလို့မှာအဲ့ဒီကအဲ့ဒီကညပြောင်းနေနေပြီးတိုင်းမှာပြင်းနေတာလေအဲ့ဒီတော့နေနေပါနေဆိုတာတကယ်နေတာလုံးနေနေဒီဘက်တော့အဲ့ဒါလုံးနဲ့ဘလူးတီးတယ် တဲ့မဟုတ်ကိုစိုးပြပြမယ်အဲ့ကောင်တွေဟန်းကန်ပြဟိုမျက်နှာပြမပြစ်ခင်မျက်နှာပြတဲ့အချိန်စကားပြောတဲ့အချိန်မှာအဲ့ဆောက်တဲ့ဆက်လို့အဲ့အတန်းဆက်လို့အဖိုက်တပိုက်ကဘယ်လိုလဲအေးပြောလိုက်ရ အဲ့ဒါနဲ့ဒီလိုမျိုးလည်းပြင်မှာအဲ့ဒါနဲ့ အိုင်ဗန်ဘာလို့အဲ့ကောင်နဲ့ငါနဲ့တမျိုးလေကွာငါတကယ်ချင်းပဲ
ဒါပါပါလေးတာ free Ivan free တော့မှာပေါင်းမဟုတ် မောင်ပြီးပေါ့ဖြစ်တယ် တော့ free ပေါက် free လည်းဖြစ်တယ်အဲ့လိုပေါက်လည်းဖြစ်တယ် အမှန်ပါပဲ အေးအဲ့မှာငါတို့ပေါ့ပြရပြီးလာမှာပေါ့ဒါပေမဲ့ပေါင်းညက်ပြည့်တယ် အေးညာလည်းဘောက်ကြီးရငါကြီးရတယ်ဘောက်ကြီးတိတ်တာတိတ်တဲ့ကိစ္စကိုငါလည်းနေနေကိစ္စကိုငါလည်းပြောပါပါလားဒီလိုအဲ့ဒါကြီးလို့ရတယ်ဒီတော့ကြည့်ရတယ်ဒီတော့လူတွေကပြရမှာအေးအေးဟုတ်တယ်လေအဲ့ကောင်စကားထဲမှာပေါက်စားအဲ့ကောင်စကားထဲမှာမင်းစဉ်းစားကြည့်လိုက်အဲ့မှာပါပြီးသွားတယ်ကြလားအိမ်မက်ကြီးဘေးနားချပြီးတစ်တော့ကြည့်ရဆိုရင်ငါလင်းပို့ထားအဲ့ကောင်တွေ့ရအောင် ဟာအဲ့ဒါကိုဒီကောရရပါဘူးဒီကောကမှဒီနေ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 ပါ ဘိုးကလည်းနေတော့ရ ဘိုးအဲ့ဒါချင်းလေးပြောလာတာငါဘွေးကြီးရေးရပါမယ်ဒီပြရတယ်ဒီတော့ဒီနေနေတာပြောလိုက်ကြဘာမှရေးမဲ့ဒီလေးလေးလိုက်ပြီးနေတာ free လိုက်ကြည့်နော် comment လည်းခေါ်လိုက်ဒီချက်ချင်းဘာမှမပြောနော်ခိုင်းနေပြီလို့ အေး တော့ကွာဒီရှင်းမလို့ဒီပြင်းနေတော့ကြည့်ရဒါငါပဲရှုံးပြီးတယ်ဖိုင်တော့နဲ့ငါဆိုတဲ့ ဘိုးအဲ့ဒါဘာလဲဆံမမထားနဲ့အဲ့ငါကလေးလေးနဲ့လည်းနည်းနည်းလေးကစတဲ့တယောက်ပြောတာနော်နည်းနည်းလေးကဘာလို့တယောက်ပြောတာလဲ တော့ရရတယ်ဟုတ်လားအဲ့ဒီတော့ဟိုဒီလည်းမဟုတ်ဟိုဒီလည်းမဟုတ် အေးပြပါတယ်ဒီမှာဖိုင်timing နဲ့ရေးနေတာ မဟုတ်ပေါက်စားလို့ပြောချင်တာမဟုတ်ဘူးတဲ့တောင်းပန်နေတဲ့အချိန်ကိုပြောတာ ကြည့်လိုက်ကြဖိုင်ပါလားဒီတော့အားရကြီးကောင်းတော့မယ်ဒုစုလေ ပြပြမှာပြမယ်ဆိုတော့ဘာလို့မမီရှင်တို့မရှိရမလားအေးဒီတော့ပေါ်နေနော် အေး ဖိုင်timing နဲ့အောက်ထဲပြီးတိုင်းအောင်ပြီးတော့ဖိုင်ပြီးပြီအမှဒီတော့ခေါ်နေပြီလို့ပြောတာပဲပြီးနေအောင်လုံးလုံးမကြီး ရရမဟုတ်ညီဟိုပွဲပြစ်လိုက်မယ်လေပွဲပြစ်လိုက်မယ်ရတယ်Ufayaတို့ဟိုဟာဗာလေUfayaတို့ကမရှိရဘူးမရှိရတခါတည်းကြီးပြီးခွဲရုံပဲအဲ့ကောင်အောက်လိုက်တာ ဘောတော်ရတာကတော့ဘောတော်ရဘာလို့ခေါ်နေဘာလို့ခေါ်နေပြပြဘောတာ အဲ့ဆိုလည်းမဟုတ်ငါပြောမဟုတ်ဖြစ်မယ်တူပဲလိုက်ပါပြစ်နေတယ်ပြစ်နေတယ်လိုက်ကိုပြောလိုက်ငါတော့ခေါ်ပြကြီးပြီးပြောလိုက်မယ်ပြီးဖိုင်စက်မဲ့လိုက်မစင်ရလာလိုက်မဖေဖော်လေးချပြီးတာဖေဖော်လေးချပြီးတာ ပြပြလို့ရှင်းရတယ်ကိုယ်ကဖိုင်timing လို့ရှင်းရတယ်ဒါဒီထည့်ပေးထားလိုက်မယ် ငါဖိုင်စက်မှာကလူကြီးပဲငါပဲကျန်တဲ့ကောင်က ရအဲ့ဒါဒီလိုပုံနေတယ်ဒီကဖိုင်ပဲတက်တာဖိုင်timing ပြင်နေဖိုင်timing တို့ရရရအော်ဘာလို့ဘလို့ပြမှာဘာဖီးပေါက်ပြမှာပြီးပေါက်ပြီး ။အဲ့ကောင်ဘောင်းညက်ဖြစ်ပြီ။သူပြောတဲ့အတိုင်းပဲပေါက်ဖီးပေါက် ပြီးပေါက်နော် ။ဖီးပေါက်ဖီးရဲ့သူညက်ပြစ်ပြီလို့ပြောဖီးပေါက်ဖီးပေါက် ဒီလိုကလည်းခုနကသူညက်ပြပေးမယ်ပြောတာပြပောက်ပြီးပြင်မယ်ပြောတာ နိုင်ရဘလောက် သူခေါ်ရဲ့ကြီးပဲလေ40ပဲ နိုင်လေးတဲ့အခုနိုင်လေးတဲ့ပွဲပြီးလို့ချက်မကြည့်လို့လို့လားအဲ့ဒါဖြစ်သွားမှာ နိုင်ရနိုင်ရပြမယ်ဆိုရင်ဘာလို့ပြနေမှာလဲဟုတ်တယ်ဒီများအတွက်ကြောင့်ဘောင်းပဲနေပဲဖြစ်တယ်အတုံးနဲ့ 3ဝဲနိုင်တယ်ကွာနော် တော့ပွဲနိုင်တယ်ဘာမှတော့ပွဲ ဘလို့နှစ်ပွဲနိုင် ဒီဝဲကဝဲနိုင်တော့လည်းမမဝဲကျင်တယ် အဲ့လေပေါက်နှစ်ပွဲဆိုပေါက်နှစ်ပွဲဆိုဖီးပြီးတော့ ကျော်ရဘောင်းပွဲပြင်းနေပွဲတော့အကေရောဟောင်းကြီးတော့ဝဲပြင်းပြတာအဲ့မှာပွဲလုံးချုံဝိုင်းဒါချုံပြီ ဟုတ်တယ်ဟုတ်တယ် အဲ့လိုပဲပြောရလေငါလည်းဆွမ်းနာပြောတာဖီးပေါက် ဟုတ်တယ်ဟုတ်တယ်အဲ့လိုပြအဲ့လိုပြတိုင်းရှိတယ် ဘူးကတော့ tournament ဘူးနော်
လူကတော့တောင်းနေမှာဘူး တော့နာမည်ရဟုတ်တယ်အာဘာလို့ပြမနေအောင်ပြောမယ်ပြပါ လူကတောင်းနေမှာဘူးဟန်ကန်ပြောင်းနေရှုံး ပြမနေအောင်ပြောပြမနေတော့ ဟန်ကန်တမီနစ်မဟုတ်စက္ကန့်30လောက်ပျောက်တာနဲ့အရှုံး ဘလို့တက်ကဟန်ကန် မြို့လာမကြည့်တော့လားမြို့လာမကြည့်တော့လားဒါပြည့် မရဘူးလေမင်းအဲ့လိုရလို့လားမင်းကြီးပွဲမှာအဲ့လိုရလို့လားဒီလေ အဲ့ဒါငါတက်တယ်မြို့လာတက်တယ်ဟန်ကန်အမတူဘူးအားလုံးနဲ့ထောက်ပြလာအဲ့ပုံစံကြည့်နေတာကြည့်ပြီးလူမျိုးပြင်လူမျိုးကြည့်ပြီးတော့ ကိုရင်းနဲ့ ဟိုပေါက်စားရှင်းပြလာအဲ့ကောင်ကြီးပွဲဘယ်လိုပြစ်လဲရှင်းပြလာ ဝါမဟုတ်တာဘလို့ကြည့်ရအောင်ဟန်ကပဲကြည့်နေတာကိုရင်းနဲ့ကြည့်ကြတာအဲ့ဒါတော့ဘလို့ကြည့်လို့ကြည့်နေတာ ဟန်ကန်အောင်ပေါ်ရောကွာဒီမှာပေါ်ကနေငါတို့ရိုက်လို့ရတယ်တရားကိုရိုက်ခိုင်းလို့ရတယ်အဲ့လိုမျိုးရိုက်ခိုင်း အခုတော့သူ့မှာလုပ်ပြီးပြောနေတယ်ဘာလို့ကြည့်ရအောင်တော့ဘောရီတော့ဟန်ကတော့ကြည့်နေတာတော့ဟန်ကအောင်ကြည့်ကြည့်တော့ဘောရီကြည့်ကြည့်လို့ကြည့်ကြည့်တော့တော့ပြောကြည့်ရတယ်ကြည့်အောင်ကြည့်ကြည့်ရတော့ဘာလို့လဲကြည့်ကြည့်ရတာပုံညာကျော်ကကြည့်နေအေးအေးနဲ့ပြောပါအဲ့ဒါဒီများရဘာလို့လူမရှိနေတော့အဲ့ဒါအဲ့ဒါကိုရှင်းနေတာပုံညာဗျာဒီဝက်တဲ့လူတွေလုံးပြကြနိုင်နေတယ်ဟိုဖြစ်တဲ့ကောင်တွေဖြစ်တယ်နော်တည်ရဲ့တော်တော်ကိုပြောင်းလာဖြစ်တာအချင်းချင်းပွဲဖြစ်တယ်ဒီရောအဲ့ဒါတော့ပြရပြီဒါလည်းပြရတယ်ရေပေါ်ချိုးလို့တက်တက်ဖြစ်နေဟုတ်ပြီပဲဆိုတော့ဟိုရောက်မယ်စကားအေး GB ရောက်မယ်စကားပြော GB ပြီးတော့ရေရောက်စကားပြောတယ်ဘယ်မှာလဲဒီကိုဒီကိုဒါပဲနှစ်ဖက်လုံးကြည့်ကြည့်ပါနှစ်ဖက်လုံးကြည့်လို့ကောင်းတယ်ဗျာနိုင်ရင်ပေါ့နိုင်ရင်ဆက်ဆံဖို့ပါလေနိုင်ရင်ပါဗျာပေါက်စားငါပြောမယ်အဲ့ကောင်ထိုင်အဲ့ကောင်ထားတဲ့အတိုင်းပဲအဲ့ကောင်40ဆိုအဲ့ကောင်ခေါ်ရဲ့ကြီးပဲငါလိုက်ပြောအဲ့ဒါဆိုမင်းကောင်ကတားပလီထားဒီလားပေါက်စားလေးမပြောချင်လို့မင်းကောင်တားပလီထားအဲ့ကောင်ပြောတဲ့စကားတွေခြံထားရအများကြီးပဲအမေကတော့ကျွန်တော်ဒီပြာဘာလို့ပြောဘလို့ဖတ်ပြလဲကျွန်တော်မသိဘူးကျွန်တော်ဟိုလိုတော့ကောင်းနေတဲ့ဟာဆိုလို့ကျွန်တော်ငါပြောတာဒီလားဒီလေဟိုဒီလေအကိုပြောပြမယ်ကွာဒီလားငါပြောလိုက်တာမင်းနဲ့ငါနဲ့တည်မယ်လို့ပဲပြောလိုက်တာငါကာဝန်နဲ့ငါနဲ့တိအောင်မသိဘူးဘောပြီးအောင်မထိုင်ဘူးအဲ့ဒါအဲ့ကောင်ဘောသွားမင်းတို့ဘောလာမတာဒီကတော့ဘောလို့ကျွန်တော်အခုဖြစ်တဲ့တူတဲ့ကျွန်တော်လည်းတိတယ်ဗျာအမောင်းလည်းကြည့်ရပါဘောလုံးလည်းလာတယ်ဒီကလန်နဲ့ကလည်းအတိတွေအဲ့ကောင်ပေါက်စားတိလားငါပြောပြမယ်ငါပုံတင်ထားတယ်ငါစိတ်မစိုးငါဘာသူ့ငါပုံဖြတ်ပေးပါလို့ငါပွဲသွားချပြီးနေငါမပြောဘူးကွာတိလားအဲ့လင်းချထားရဲဆိုတာလေအဲ့ကောင်ငါ့ကိုပွဲချရဲအချိန်တော့ငါလာခဲ့မင်းတဲမယ်ဆိုရင်လာခဲ့ငါဖုန်းကိုမင်းဆိုရင်ငါချပြီးအဲ့ချိန်မှာအဲ့လိုငါပြောပြီးနောက်ပိုင်းကိုစိုးကတောင်းပန်လိုက်ပြီကွာတိလားညီလေးဟိုမဖြစ်နေတော့ဘာဖြစ်လဲညာဖြစ်တယ်ပြောပြီးသွားပြီအချိန်မှာမှအဲ့ကောင်နေရလဲကြေးသွားပြီအဲ့ဆိုကိုကြီးဘာဖြစ်တယ်ညာဖြစ်တယ်စောစောအေးဦးတော့ကိုစိုးကလည်းစောစောအေးဦးတော့ကိုနိုင်တော့ညီလေးတော့မင်းစကားတွေပါပြပြလေးလေးပြောပြီးသွားပြီအဲ့ကောင်ကနာကြိုက်တာညီလေးအထင်လွဲတာမဟုတ်ဘူးငါအထင်လွဲတာဆိုငါသိတယ်ကွာသိလား
အထင်လွဲအောင်မဟုတ်ထင်လွဲဆိုငါသိတယ်ငါပုံနေထားတော့ဘာမှမပြောအဲ့မှာနိုင်ပေါ်ပြီးသားငါဘယ်နှစ်နာရီကပို့တယ်ကိုစိုးဘယ်နှစ်နာရီမှာတောင်းမှန်တယ်ဆိုတာအစားရှိပြီးသားသူပလီဝါကမင်းတွေ့ရမလားသူတစ်တော်ထဲမှာတဲ့သူအဲ့ချိန်မှာတဲ့အိုင်ဘက်ကြီးအောက်ချပြီးသူတစ်တော်ထဲဝင်နေရတဲ့ငါပို့ထားသူတွေ့တယ်ကွာဒီလေမနေ့9နာရီတော့ငါစားလာပြန်အေးငါတဲလိုက်မယ်အဲ့ကောင်မင်းတို့အဲ့ကောင်မြင်ဘူးတယ်မလားအေးမြင်ဘူးတယ်ငါအဲ့ကောင်တဲ